Okay, thì kalau channel shin so sabio teme briuli ma di chelapli ngaku channel setuk thachi bare aga ro channel di 2016မှာ credit ဘာတွေကဘာတွေကိုပို့ပြီးတော့ focus လုပ်တင်နေဆိုတဲ့အချက်ကလေး၅ချက်ပဲဖြစ်ပါတယ်ဒါလေးတွေကျွန်တော် short to the point နဲ့လူမျိုးတော်ရှင်းလေးဒီ video အတူလေးတစ်ခုလေးနဲ့အရင်ဆုံးမျှဝေပေးခြင်းပါတယ်ခင်ဗျာဆိုတော့နံပါတ်1 social media ကို50%ရာခိုင်နှုန်း on ground ကို50%ရာခိုင်နှုန်းဆိုတဲ့အတိုင်းပဲရှိအခြေအနေတွေအချက်ရဲ့အရာကျွန်တော်တို့ကဒီ social media နဲ့ပတ်သက်တဲ့ကြော်ညာတွေဒီကျွန်တော်တို့ရဲ့ဒီ creative ဟောဒီဒီ audience နဲ့ communicate လုပ်တဲ့အပိုင်းတွေမှာ social media ကို50%ရာခိုင်နှုန်းလောက်ပဲသုံးမယ်ဒီ on ground ကို50%ရာခိုင်နှုန်းလောက်တဝက်စီမျှပြီးတော့သုံးတဲ့အခြေအနေတခုလို့သုံးသပ်ပြပါတယ် okay ဆိုတော့ဒီကျွန်တော်တို့လက်ရှိပို့ပြီးတော့မြန်ဆန်နိုင်မဲ့ဒီလမ်းတစ်ခုနဲ့ပို့ပြီးတော့ထိရောက်နိုင်မဲ့ဒါဟာ strategy လေးတစ်ခုလို့ကျွန်တော်ယူဆထားပါတယ် okay နောက်တစ်ခုက number 2 time to create authentic asset ဒါပဲကျွန်တော်တို့ဒီစစ်မှန်တဲ့ဒီကိုစီယာပဲထွက်လာနိုင်တဲ့ဒီ creative output တွေလိုအပ်လာနေခဲ့ပါပြီ creative ad တွေ advertising တွေလိုအပ်နေခဲ့ပါပြီဆိုတော့ကျွန်တော်တို့တွေကပို့ပြီးတော့မှဒီထက်ကိုယ်တိုင်ဖန်တီးထားသောကိုယ်တိုင်ထုတ်လုပ်ထားသောဆိုတော့အမြင်နဲ့လူတွေရဲ့ဒီစိတ်ထဲမှာကစားသွားစေနိုင်တဲ့ဆွဲသက်သွားစေနိုင်တဲ့ကျွန်တော်တို့ကဒီ communication လုပ်ဆောင်မှုတွေကိုလုပ်ဆောင်မှုတင်ပါပြီ okay နောက်တစ်ခု number 3 avoid the cliche ဆိုတဲ့အတိုင်းကျွန်တော်တို့ကဖန်တရားတီးနေတဲ့ထက်ခါဖြစ်နေတဲ့over မှာဒီတိုင်း TVC လိုဟာမျိုးဆိုရင်လည်းကျွန်တော်တို့က online ပူဆွေးမှုတွေနဲ့အစားပြုပြီးတော့ဒါတွေကိုမှ brand တွေကတင်လိုက်တဲ့ဟာမျိုးတွေအရန်ကိုထပ်နေပါပြီဆိုတော့အတိုင်းပဲကျွန်တော်တို့ဒါတွေကိုလည်းကျွန်တော်နောက်ပိုင်းမှာကျေချဲ့ပြီးတော့ video လေးတင်သွားနိုင်လို့ကြိုးစားပေးပါမယ်ဟုတ်ဒါတွေကျွန်တော်တို့စပြီးတင်ပြီးတော့ရှောင်းတင်ပြီးဆိုတဲ့အကြောင်းလေးက number 3ဖြစ်ပါမယ် number 4ဒီနေ့ကတော့ဒီ stock copy Thai ad Korean ad ဖြစ်ပါတယ်ဒီကျွန်တော်တို့ကအခုလက်ရှိမှာဒီရဲ့internet ကနေရှာဖွေဝင်တော့ပြီးတော့မှထိုင်းမှာလုပ်တဲ့ဒီ channel လေးကကောင်းတယ်ဒီလို script လေးဒီလို story လေးဆိုတာကိုကျွန်တော်ယူကြပါတယ်ဒီ idea လေးဆိုကြောရိုးလေးပြန်ယူပြီးတော့ပြန်သုံးကြတဲ့ဟာတွေကဒီခေတ်ကြီးထဲမှာကျွန်တော်တို့အခုTV နှစ်ခုကိုဖွင့်ပြီးတော့တစ်ဖက်နဲ့နှစ်ခုလုံးကိုကြည့်နေသလိုမျိုးခံစားရပါလိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့အမျက်စိတွေပွင့်လာဆိုတဲ့အကြောင်းလို့တစ်ဖက်နိုင်ငံတွေတခြားနိုင်ငံတွေဖက်တွေမှာကြော်ညာတဲ့ဟာကိုလည်းမြင်ရမယ်ကိုယ်နိုင်ငံကြော်ညာနေတဲ့ဒီ communicate လုပ်နေတဲ့ကျွန်တော်တို့ကဒီ award တွေ credit တွေကိုလည်းမြင်နေရမယ်ဆိုတဲ့အကြောင်းမလို့နှစ်ခုလုံးဒီဘက်နေမြင်တဲ့အခါဒါငါတို့မြင်ပြီးသားဟာတွေပဲဆိုတော့ကစားခြင်းနဲ့ကိုယ် brand ကနေပါသွားနိုင်ပါတယ် okay ဒါလေး number 4 number 5အနေနဲ့ကတော့ကျွန်တော်တို့ need more creative ဆိုတဲ့အတိုင်းပဲကျွန်တော်တို့တွေကနောက်ပိုင်းမှာဒီ digital နည်းပညာအရာရောဒီကျွန်တော်တို့သွားမဲ့ဒီ communication လုပ်မဲ့အရာတွေနဲ့ပတ်သက်ပြီးတော့တခြားဘယ် channel မှာပဲဖြစ်ဖြစ် creative ဖြစ်မှုကပို့ပြီးလိုအပ်လို့လာနေဖြစ်ပါတယ်ဆိုတော့ကျွန်တော်က creative ဖြစ်မှဒီကြော်ညာတွေရဲ့ reach တွေကြော်ညာတွေရဲ့ကျွန်တော်တို့ရဲ့ဒီကြော်ညာတွေရဲ့ကျိုးတရားမှုတွေကပို့ပြီးတော့များပြားလာမှာဆိုတော့အမှန်ပဲဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီ online ပြင်မှာဒီ on ground တွေမှာ offline သွားတဲ့ဟာတွေမှာလည်းကျွန်တော်ပို့ပြီးတော့ဒီပုံမှုပြီးတော့ creative ဖြစ်တဲ့လူတွေဆွဲဆောင်နိုင်မှုကကျွန်တော်တို့ရဲ့လိုအပ်ချက်ကြီးတစ်ခုလည်းဖြစ်လာခဲ့ပါပြီဒါတွေတော့ကျွန်တော်ရဲ့
2026မှာကျွန်တော်လက်ကင်ဆွဲရမယ့်အချက်ကလေး5ချက်အနေနဲ့လို့တော့ကျွန်တော်မြင်ပါခင်ဗျာโอเคဒီဟာလေးကတော့ပါပဲကျေးဇူး